ကျွေးဟောင်းတွေကိုဆက်နိုင်ဖို့အတွက်ယောက်ျားဖြစ်သူဟာသူ့ရဲ့ဇနီးတွေကိုသူများထံအငှားချထားခဲ့ပါတယ်။ငွေဒင်းကားပြ100ရဲနဲ့အမျိုးသမီးတဦးရဲ့ဘဝ3နှစ်တာကိုဝယ်ယူလိုက်တာပါ။အသက်60ကျော်အရွယ်တထေးကြီးဟာဇနီးတွေရှိတော်လဲတာသမီမထွန်းကားတာကြောင့်မျိုးဆက်ပြတ်မှာဆိုလို့အခုလိုမိန်းမငှားရတာဖြစ်ပါတယ်။အငှားတက်တန်းအတွင်းမှာတထေးကြီးအတွက်တားတယောက်မွေးပေးရမယ်ဆိုတဲ့ကတိကဝတ်လည်းပါရှိပါတယ်။အသက်50နားနီးနေပြီဖြစ်တဲ့ဇနီးတီယူလီယန်ဟာခင်မုန်းဖြစ်သူရဲ့အစီအစဉ်ကိုညှင်းဆန်ဖို့အင်အားမရှိတာကြောင့်တထေးကြီးရဲ့တားဖောက်ပေးရမယ့်ကိရိယာတစ်ခုအဖြစ်အားကိုးရမယ်ဆိုတာလက်ခံခဲ့ရပါတယ်။တထေးကြီးကခင်မုန်းဖြစ်သူကျိုးဝမ်းကိုစရန်ငွေဒင်္ဂါပြ90အရင်ပေးပြီးတာမွေးပြီးမှကျန်တဲ့90ကိုပေးချေမှာဖြစ်ပါတယ်။ပတ်ဝန်းကျင်ကအိမ်နီးနားချင်းတွေကကျိုးဝမ်းကိုကိုမိမကိုရောင်းစားတဲ့အတုံးမကျတဲ့ကောင်လို့ကဲရဲ့လှောင်ပြောင်းနေကြပေမဲ့ကျိုးဝမ်းကတော့လက်ထဲကငွေဒင်္ဂါတွေကိုကြည့်ပြီးဘာကိုမှဂယုမစိုက်ပါဘူး။အိမ်ပြန်ရောက်တဲ့အခါဇနီးတွေကမျက်ရည်ဆက်လက်နဲ့တောင်းပန်နေပေမဲ့ကျိုးဝမ်းကတော့ဂယုမစိုက်တဲ့အပြင်ရလာတဲ့ငွေတွေကိုသာတိတိကျကျသိမ်းဆည်းနေခဲ့ပါတယ်။ကျိုးဝမ်းဟာလောင်းကစားပေးကြောင့်အိမ်ကရှိသမျှစုဆောင်းငွေတွေကုန်ယုံတင်မကပဲအတိုးကြီးတဲ့လောင်းကစားကျွေးတွေပါတင်နေတာပါ၄ရက်မြောက်နေ့မနက်ခင်းမှာတော့ရွာထိပ်ကနေဝေါ်ရင်ရဲ့စီးလဲတန်တွေကိုကြားလိုက်ရပါတယ်ကျိုးဝမ်းဟာယူလီယန်ကိုအမြန်ထားဖို့နှိုးဆော်ပါတော့တယ်ယူလီယန်ဟာအိပ်ပျော်နေတဲ့တားငယ်လေးရှောက်စွန်းကိုကြည့်ပြီးမျက်ရည်တွေဖြိုင်ဖြိုင်ကျလို့နေပါတယ်ကလေးငယ်လေးနိုးလာပြီးသူ့အမေရဲ့လက်ဘင်းကိုဖက်တွေကမေမသွားပါနဲ့လို့ငိုယိုအော်ဟစ်နေပေမဲ့ရက်ဆက်လာတဲ့ကျိုးဝမ်းကတော့ကလေးကိုအတင်းဆွဲခွာပြီးယူလီယန်ကိုအိမ်တကားဝါကနေဝေါ်ရင်ရှိရာစီအတင်းတွန်းလွတ်လိုက်ပါတော့တယ်ယူလီယန်ဟာတားဖြစ်သူကိုတစ်ချက်ပြန်ကြည့်တယ်ပြီးတော့ပျက်စီးယိုယွင်းနေတဲ့ DAO လေးကိုနောက်ဆုံးအနေနဲ့ကြည့်ရှုပြီးနောက်မှာတော့အင်စေဖိုးကြီးရဲ့တွဲခေါ်မှုနဲ့အတူဝေါ်ရင်ပေါ်ကိုတက်ခဲ့ရပါတော့တယ်ဝေါ်ရင်ဆက်ထွက်ခွာချိန်မှာတော့တားငယ်လေးရှောက်စွန်းရဲ့ရင်ကွဲမတက်ငွေယိုအော်ဟစ်တန်ကိုကြားနေရပေမဲ့သူမလုံနိုင်တာဆိုလို့နှက်ခမ်းကိုတင်းတင်းစေအောင်ကိုက်ထားပြီးမျက်ရည်တွေကိုသာအသာတကြီးစီးကြခွင့်ပြုထားခဲ့ပါတယ်ဝေါ်ရင်ဟာ2နာရီကြာခီးနေပြီးနောက်မှာတော့တထေးကြီးကျန်းရဲ့အင်ဂေဟာကိုရောက်ရှိလာပါတယ်။ကျန်းအိမ်တော်ဟာအုတ်နီအမိုးပြနဲ့ခန်းညားထဲဝါလာတဲ့အင်ကြီးဖြစ်ပြီးအိမ်ရှိမှလည်းအဆောင်ရောက်ရှိနေပါတယ်။ခြံဝင်းအတွင်းမှာလည်းပတ်မှန်ပင်တွေဝေးစားနေတာကြောင့်ယူလီယန်နေထိုင်ခဲ့တဲ့ရွှွန့်နေရန်အိမ်ဆုပ်လေးနဲ့ဆိုရင်မိုးနဲ့မြေလိုကွာခြားလာပါတယ်။အပြာရောင်အဝတ်စားဝတ်ဆင်ထားတဲ့အိမ်စေဖွားကြီးတစ်ယောက်ထွက်ကြိုပါတယ်။သူမကတော့တထေးကြီးကျန်းရဲ့လူယုံဖြစ်ပြီးအားလုံးကဒေါ်လေးလူမလို့ခေါ်ကြပါတယ်။ဒေါ်လေးလူကယူလီယန်ကိုခြံဝင်းထဲကနေခေါ်ဆောင်သွားပြီးအိမ်တော်ကတော့ကြီးရဲ့အခန်းကိုတိုက်ရိုက်ခေါ်သွားပါတယ်။ကတော်ကြီးဟာအဖိုးတန်ပိုးဘဲကတိပါတွေကိုဝစ်ဆင်ထားပြီးကလတ်ထိုင်ပေါ်မှာခန့်ခန့်ထဲထဲထိုင်နေပါတယ်စပင်ကိုလည်းတပင်းမကြံတည်တတ်အောင်ထုံးဖွဲ့ထားပြီးမျက်နှာကတော့ဘာခံစားချက်မှမရှိပဲတည်တင်းနေပါတယ်သူမဟာယူလီယန်ကိုအထက်အောက်အကဲခတ်ကြည့်ရှုနေပြီးနောက်ယူလီယန်ရဲ့ကြမ်းတမ်းတဲ့အဝတ်စားတွေနဲ့စုပ်ပြတ်နေတဲ့ဖက်နှက်အဟောင်းကိုမြင်တဲ့အခါမှာတော့မျက်မှောင်ကျုပ်သွားပါတယ်ပြီးတော့မှဒေါ်လေးလူကိုနှာခေါင်းရှုံပြီးခက်ယုံလေးတန်နဲ့သူ့ကိုနောက်ဖေးခေါ်သွားပြီးအရင်ဆုံးရေချိုးခိုင်းလိုက်အဝတ်အစားအစ်စ်လဲပေးလိုက်ဦးဒီလောက်ဖုံတော်တွေကလာတဲ့အငွေသက်တွေနဲ့ငါတို့အိမ်တော်သခင်ရဲ့မျက်စိကိုအနှောက်ယှက်မဖြစ်စေနဲ့လို့အမိန့်ပေးလိုက်ပါတယ်ဒေါ်လေးလူကထူးတန်ပေးပြီးယူလီယန်ကိုနောက်ဖေးဆောင်ကအခန်းငယ်လေးတစ်ခုစီခေါ်သွားပါတယ်အခန်းကတိတ်မကျဲပဲခရင်တစ်လုံးနဲ့ဗီဒီယိုတစ်လုံးသာရှိပါတယ်ဒေါ်လေးလူကယူလီယန်အတွက်ရေနွေးလန်းပေးပြီးအသစ်ချုပ်ထားတဲ့အဝတ်စားတစ်စုံကိုထုတ်ပေးရင်းဒီအဝတ်စားတွေကတိတ်မကောင်းဘူးဆိုပြီးတော့လဲစိတ်ထဲမထားပါနဲ့ဦးရီလို့ပြောလိုက်ပါတော့တယ်ဒီအိမ်ရောက်ရင်တော့ဒီအိမ်ကစီကန်းတွေကိုလိုက်နာရမယ်ညကြရင်အိမ်တော်သခင်လာလိမ့်မယ်နင်ကလည်းပပနက်နက်နဲ့တီတီချာချာပြုစုလုပ်ကြွေးပေါ့တကယ်လို့တားလေးတာမွေးပေးနိုင်ရင်နင်ဘဝနောက်ရေးအတွက်နည်းနည်းသက်သာရမှာလို့ဒေါ်လေးလူကမှကြားပါတယ်ယူလီယန်ကတော့ဘာစကားမှပြန်မပြောဘဲခေါင်းပဲညှိပြလိုက်ပါတယ်သူမရေချိုးပြီးအဝတ်စားတစ်လဲလို့ထိုင်နေတော့မှပဲဒေါ်လေးလူရောက်လာပြီးအိမ်တော်သခင်ကနင့်ကိုလာခဲ့ဖို့ခေါ်ခိုင်းလိုက်ပြီလို့ပြောပါတယ်တထေးကြီးကျန်းရဲ့အခန်းဟာသူမနေရတဲ့အခန်းငယ်လေးထက်အစာပေါင်းများစွာကျယ်ဝန်းပြီးအနီရောင်တစ်သားခုတင်ကြီးနဲ့စပွဲပေါ်မှာလည်းလက်ဖက်ရည်အိုးအစုံလင်ရှိနေပါတယ်တထေးကြီးကလက်ဖက်ရည်တောက်ရင်ယူလီယန်ဝင်လာတာကိုမြင်တော့ခွက်ကိုချပြီးတိတိကျကျစိုက်ကြည့်ပါတယ်ရေမိုးချိုးပြီးတန်တန်ပြန်ပြန်ဖြစ်သွားတဲ့ယူလီယန်ဟာမျက်တောင်မျက်ခုံးဆူဆူပြပြနဲ့အသားရည်ဝင်းပနေတာကြောင့်မျက်နှာမှာတောကအရိပ်ရောင်တွေရှိနေပေမဲ့လည်းသူမရဲ့ပင်ကိုယ်အလှကိုတော့ဖုံးကွယ်ထားလို့မရပါဘူးတထေးကြီးကျန်းဟာအလွန်သဘောကျသွားပြီးဒေါ်လေးလူကိုအပြင်ထွက်ခိုင်းလိုက်ပါတယ်ပြီးတော့ယူလီယန်ရဲ့လက်ကိုဆွဲပြီးဒီနေ့ကစပြီးဒီမှာပဲနေတော့ငါ့ကိုတိတိကျကျပြုစုဖို့တားတယောက်သာမွေးပေးနိုင်ရင်နင့်ကိုငါလိုလေသေးမရှိထားမှာပါလို့ပြောပါတယ်ယူလီယန်ရဲ့တကူလုံးတောင့်တင်းနေပေမဲ့လည်းသူမမှာညှင်းဆန်ပိုင်ခွင့်မရှိတာကြောင့်တထေးကြီးရဲ့စိတ်တိုင်းကျအပြုစုကိုသာအကူရမယ်ဆိုတာခံယူခဲ့ရပါတယ်အဲ့ဒီညကသူမထမင်းတလုပ်တောင်မစားရပဲအတ္တမစီခိုင်းတဲ့တာယာမှုနောက်ကိုသာပါသွားခဲ့ရပါတော့တယ်နောက်တနေ့မနက်မှာတော့တထေးကြီးကျန်းဟာအားအင်တွေပြည့်ဖြိုးပြီးစိတ်ရှင်လန်းစွာနဲ့အိယာကထလာပါတယ်ဒေါ်လေးလူနဲ့တွေ့တော့ယူလီယန်ကတော်တော်လေးတိတက်လိမ္မာသားပဲလို့တောင်ပြုံးရှင်စွာပြောလိုက်ပါသေးတယ်ဒေါ်လေးလူကလည်းမြောက်ပင်းတဲ့အနေနဲ့အိမ်တော်သခင်ကကံကောင်းတာကိုမကြခင်မှာထွားချိုင်းနဲ့တာရတနာလေးရမှာအသေးချပါပဲလို့ပြောနေတော့မှပဲကတော်ကြီးရောက်လာပါတယ်ကတော်ကြီးရဲ့မျက်နှာကတော့မကြည်မလင်ပါပဲသူမကတထေးကြီးကျန်းကိုတစ်ဖက်စီဆွဲခေါ်သွားပြီးတူတူလေးတတိပေးပါတယ်ရှင်ကဒီအသက်အရွယ်ရောက်နေပြီးကိုလည်းစင်ကြင်ဦးမပေါ့မိမတယောက်ကြောင့်နဲ့ကျမကြီးထိခိုက်ကုန်ရင်မတန်ပဲဖြစ်နေဦးမယ်တထေးကြီးကျန်းဟာအဲ့ဒီစကားကိုနားဝင်မချိုပေမဲ့ပြန်ပြီးတော့လည်းမငင်းပါဘူးဘာလို့လဲဆိုတော့အိမ်တွင်းရေးကိစ္စအတော်များများကကတော်ကြီးရဲ့လက်ခုပ်ထဲမှာပဲရှိနေလို့ပါပဲအဲ့ဒီအချိန်ကစပြီးယူလီယန်တယောက်ကျန်းအိမ်တော်မှာပဲအခြေချနေထိုင်ခဲ့ရပါတယ်ကတော်ကြီးကသူမအတွက်စီကန်းတွေအများကြီးထုတ်ပြန်ထားပါတယ်မနက်စောစောတာပြီးခြံဝင်းလဲရမယ်ဒေါ်လေးလူနဲ့အတူအဝိရှော်ထမင်းဟင်းချက်ရမယ်ညဘက်ကျရင်တော့တထေးကြီးကျန်းကိုပြုစုရမယ်ဆိုတာမျိုးတွေပေါ့ထမင်းစားရင်လည်းမိဖို့ချောင်မှာပဲစားရပြီးတထေးကြီးတို့ဇနီးမောင်နှံနဲ့တဝိုင်းတည်းစားခွင့်မရှိပါဘူးအကြောင်းကိစ္စမရှိပဲဟိုဒီတွာလာခွင့်မရှိတယ်လို့အပြင်လူနဲ့စကားပြောဖို့ဆိုတာကတော့ပိုလို့တောင်မဖြစ်နိုင်ပါဘူး
ယူလီယန်ကတော့ဒီစည်းကမ်းတွေကိုတသွေမတိန်လိုက်နာပါတယ်ဘာလို့လဲဆိုတော့သူမကိုသူမအငှားချခံထားရတဲ့တာဖောက်ကရိယာတစ်ခုတက်တက်တာဖြစ်ပြီးဒီအိမ်မှာဘာကုန်တိတ်ခါမှမရှိဘူးဆိုတာကောင်းကောင်းကြီးသိနေလို့ပါဒါကြောင့်ဘလောက်ပဲနာကျင်ရပါစေမျိုးသိပ်ပြီးအောင်ငယ်ပြီးခံနေခဲ့ပါတယ်ဒီကြားထဲမှာဒေါ်လေးလူမအနီးနားရွာမှာနေထိုင်တဲ့ညီမတစ်ယောက်ရှိပါတယ်။သူမမှာချုံးဟွာလို့အမည်ရတဲ့အသက်18-18အရွယ်သမီးတစ်ယောက်ရှိပြီးရုပ်ရည်လေးကလည်းအတော်တန်တန့်ပြတ်ပါတယ်။ဒါပေမဲ့ဆင်းရဲလွန်းလို့အိမ်အောင်ကောင်းတဲ့မဖူးစာပါပဲဖြစ်နေတာပါ။ဒေါ်လေးလူကယူလီယန်ရဲ့နေရာမှာတူမလေးကိုအစားထိုးဖို့အကြံရုပ်စတင်နေပါပြီ။သူမကညီမဖြစ်သူကိုဒီအကြောင်းပြောပြတော့ညီမဖြစ်သူကလည်းချက်ချင်းပဲသဘောတူပါတယ်။သမီးလေးသာကျန်းအိမ်တော်ထဲရောက်သွားရင်တော့တစ်သက်လုံးထိုင်စားရုံပဲလို့တွေးနေကြတာပါ။သူတို့နှစ်ယောက်ဟာယူလီယန်သာတားမမွေးနိုင်ရင်နီးလန့်ရှာပြီးအိမ်ကနေနှင်ထုတ်ဖို့နဲ့ချုံးဟွာကိုအစားထိုးဖို့တိုင်ပင်ထားကြပါတယ်ဒါပေမဲ့သူတို့အကွက်မရွှေ့ရသေးခင်မှာပဲယူလီယန်မှာကိုဝင်ရှိလာပါတော့တယ်တနေ့မနက်မိဖို့ချောင်းမှာထမင်းချက်နေတော့ယူလီယန်ဟာရုတ်တရက်ရင်ကောင်းတဲ့အော့အန်ဂျင်စိတ်တွေပေါ်လာပြီးမအောက်နိုင်ပဲအန်ချလိုက်ပါတယ်ဒါကိုမြင်လိုက်တဲ့ဒေါ်လေးလူကတော့ကြီးနဲ့တထေးကြီးချမ်းကိုချက်ချင်းသတင်းပို့ပါတယ်တထေးကြီးချမ်းကတော့ဝမ်းသာလုံးလို့ပါဆက်တောင်မစီနိုင်တော့ပါဘူးချက်ချင်းပဲဆရာဝန်ကိုပင့်ခိုင်းပြီးစမ်းသပ်ကြည့်တဲ့အခါမှာတော့ကိုဝင်ရှိနေတာအသေးချပဲလို့အတီးပြုတ်ပေးပါတယ်တထေးကြီးဟာဆရာဝန်ကိုဆုလက်တွေအမြောက်များပေးတဲ့အပြင်ဒေါ်လေးလူကိုလည်းယူလီယန်ကိုတေးသေးချာချာဂရုစိုက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်ယူလီယန်ကိုဝင်ရှိလာတဲ့အခါမှာတော့သူမရဲ့အားရင်အတွက်နေတိုင်းချက်စွပ်ပြုတ်တွေချက်ကျွေးစေပါတယ်ကတော်ကြီးကလည်းမိသားစုအတွက်မျိုးဆက်ရတော့မယ်ဆိုပြီးဝမ်းသာပေမဲ့လည်းတထေးကြီးချမ်းကယူလီယန်အပေါ်ပို့ပြီးအလေးပေးဂရုစိုက်လာတာကိုမြင်ရတဲ့အခါမှာတော့မနာလိုစိတ်တွေတဖွာဖွာပေါ်လာပါတယ်ယူလီယန်သားလေးကိုချောချောမုံမုံမွေးနိုင်မှုအတွက်ကတော်ကြီးကသူမကိုအိမ်မှုကိစ္စတွေအားလုံးကနေအနားပေးလိုက်ပြီးကိုဝင်ကိုပဲအေးအေးဆေးဆေးဆောက်ရှောက်ဖို့ခိုင်းလိုက်ပါတယ်နေရတဲ့အခန်းကိုလည်းအရင်ထက်ပိုကောင်းတဲ့အခန်းကိုပြောင်းပေးလိုက်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဘိုက်ထဲကကလေးထိခိုက်မှဆိုလို့ဆိုတဲ့အကြောင်းပြချက်နဲ့တထေးကြီးချမ်းကိုယူလီယန်နဲ့အတူတူမှအိပ်ဖို့စီကန်းထုတ်ပြီးတားမြစ်လိုက်ပါတယ်တထေးကြီးကမကျေနပ်ပေမဲ့လည်းကလေးအတွက်ဆိုတော့ရှော့ပေးလိုက်ရပါတယ်ယူလီယန်ဟာတနေကုန်ခန်းထဲမှာပဲအောင်းနေရင်နဲ့အိမ်မှာကြံခဲ့တဲ့တားငယ်လေးရှောက်စွန်းကိုလွမ်းဆွနေမိပါတယ်ငါသားလေးနေကောင်းရဲ့လားကျိုးဝမ်းကကောတားလေးကိုတိတိချာချာစောက်ရှောက်ရဲ့လားဆိုတဲ့အတွေ့အကြုံတွေနဲ့ပေါ့ရက်တွေလာနဲ့ချီကုံလွန်လာတဲ့အခါယူလီယန်ရဲ့ဘိုက်ကလည်းတဖြည်းဖြည်းပိုကြီးလာပါတယ်တထေးကြီးကတော့နေတိုင်းလာကြည့်ပြီးတတိဝက်လန်တွေမုတ်ပဲတက်ရည်စာတွေလာပေးလို့ရှိပါတယ်တခါမှတော့တထေးကြီးကလိမ္မော်တီးတချင်ယူလာပေးပါတယ်ယူလီယန်ကလှမ်းယူမှာပဲကတော်ကြီးရောက်လာတာကိုမြင်လိုက်တာကြောင့်ချက်ချင်းလက်ကိုပြန်ယုတ်လိုက်ပြီးခေါင်းငုံကနှုတ်ဆက်နေလိုက်ပါတယ်ကတော်ကြီးကလိမ္မော်တီးချင်းကိုအေးဆက်ဆက်ကြည့်ပြီးတထေးကြီးကိုပြောလိုက်ပါတယ်ရှင်ပေးတဲ့လိမ္မော်တီးတွေကအရန်ချင်လုံးနဲ့ကိုဝင်ဆောင်တဲ့တွေစားဖို့မကောင်းဘူးပြန်ယူသွားလိုက်ပါတထေးကြီးလည်းဘာမှမပြောတာပဲလိမ္မော်သီးတွေကိုပြန်ယူသွားရပါတယ်ယူလီယန်ကတော့ကတော်ကြီးဟာသူမကိုတမင်တက်တက်ပြစ်မှတ်ထားပြီးနှိတ်ကွနေမှန်းသိတာပေါ့တစ်ဖက်မှာလည်းဒေါ်လေးလူနဲ့သူမရဲ့ညီမဖြစ်သူတို့ဟာယူလီယန်ကိုဝင်ရှိသွားတာကိုကြည့်ပြီးပို့ပြီးတော့ပူပန်လာကြပါတယ်ယူလီယန်သားလေးမွေးလိုက်ရင်ငါတူမချုံးဝါအတွက်ဘာခွင့်ရေးမှရှိတော့မှာမဟုတ်ဘူးလို့တွေးပြီးကြံစီနေကြပါတော့တယ်ညီမဖြစ်သူကဒေါ်လေးလူကိုအမကျမကိုဝင်ဖြက်စီးတထုတ်သွားဝယ်ပြီးသူ့ဟင်းရည်ထဲခိုးထည့်လိုက်ရင်ဘလို့လဲလို့အကြံပေးပါတယ်ဒေါ်လေးလူကကြားချင်းချက်ချင်းကောင်းခါပြီးတားလိုက်ပါတယ်မဖြစ်ဘူးအေးအခုတူလွယ်ထားတာကကျမ်းမိသားစုရဲ့သွေးသားတကယ်လို့တခုခုဖြစ်သွားရင်ငါတို့နှစ်ယောက်လုံးခေါင်းကျွတ်သွားလိမ့်မယ်နောက်ထပ်အခွင့်အရေးရှိမလားဆိုတာစောင့်ကြည့်ရုံပဲတက်နိုင်သေးတယ်ဒါကြောင့်သူတို့နှစ်ယောက်ဟာဒီအကြံစီကိုလက်လျှော့ပြီးတခြားခွင့်ရေးကိုသာစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်နောက်ဆုံးမှာတော့ယူလီယန်ဟာတထေးကြီးချမ်းမျှော်လင့်နေတဲ့တားရတနာလေးကိုချောချောမုံမုံမွေးဖွားပေးနိုင်ခဲ့ပါတယ်အိမ်တော်တစ်ခုလုံးပျော်ရွှင်နေကြပေမဲ့ယူလီယန်အတွက်ကတော့ဒါဟာသူမရဲ့တာဝန်ပြီးဆုံးကြောင်းကြေညာချက်တစ်ခုပါပဲသူမဟာတားငယ်လေးကိုတဝါကြီးနိုးတိုက်ခွင့်တောင်းမရပဲကတော်ကြီးကကလေးကိုအတင်းဆွဲယူကတားဖောက်ပေးရတဲ့မိမဆိုတဲ့ခေါင်းစဉ်နဲ့သူမကိုအိမ်တော်ကနေနှင်ထုတ်ပါတော့တယ်ကျိုးဝမ်းကတော့ကြန့်ရှိတဲ့ငွေတင်ကား10ကိုရယူပြီးအိမ်ကိုပြန်သွားနေပါပြီးယူလီယန်တယောက်အားရင်ကြီးနေစွာနဲ့သူမရဲ့အိမ်ဆုပ်လေးစီရိုင်ထိုးပြီးပြန်ရောက်လာတဲ့အခါမှာတော့အိမ်ရှိမှာတားငယ်လေးရှောက်စွန်းထိုင်ဆောင်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သူမကိုမြင်ချင်းရှောက်စွန်းကအရင်လိုပြေးမဖက်ဖဲနောက်ကိုခြေလန်းနှဲငယ်ဆုပ်သွားပါတယ်3နှစ်ဆိုတဲ့အချိန်တိုင်းတာဟာကလေးတယောက်အတွက်သူ့အမေရဲ့မျက်နှာကိုမေ့လျော့သွားစေဖို့လုံလောက်ခဲ့ပြီလေရှောက်စွန်းကသူမကိုကြောက်လန့်တကြားကြည့်နေတော့မှပဲအိမ်ထဲကနေကျိုးဝန်းထွက်လာပါတယ်သူ့လက်ထဲမှာတော့ဒင်္ဂါပြအိတ်ကိုကင်ထားပြီးယူလီယန်ကိုလူစိမ်းတယောက်လိုအေးဆက်ဆက်ကြည့်ကပြောလိုက်တာကတော့အခုတော့ငါတို့မှာပတ်စံရှိပြီနောက်ဆိုရင်အကျွေးတွေအတွက်စိတ်ပူစရာမလိုတော့ဘူးမင်း3နှစ်လုံးတခြားယောက်ျားရဲ့အိမ်မှာနေခဲ့တာကိုရွာထဲကလူတွေအားလုံးသိနေတာမင်းကိုငါပြန်လက်ခံလိုက်ရင်ငါမျက်နှာဘယ်နာသွားထားရမလဲဒီမှာငွေတင်ကအနှဲငယ်ယူသွားပြီးဝေးဝေးကိုပဲထွက်သွားလိုက်ပါတော့ရှောက်စွန်းကိုတော့ငါပဲဆက်မွေးမယ်ယူလီယန်ဟာသူမရဲ့သွေးသားရင်းချဖြစ်တဲ့ကလေး2ယောက်လုံးကိုဆုံးရှုံးခဲ့ရပြီးမှရလာတဲ့အဲ့ဒီငွေအိတ်ကိုကြည့်ကအယူတယောက်လိုရေမောရင်းလမ်းမပေါ်မှာလဲကျသွားပါတော့တယ်လူသားတယောက်ထက်အငှားပစ္စည်းတစ်ခုလိုအသုံးချခံခဲ့ရတဲ့အမျိုးသမီးတဦးရဲ့ဘဝဟာငွေတင်က100နဲ့အတူဒီမှာတင်မဲ့အဆုံးသတ်သွားခဲ့ပါပြီ